Drama ကျွန်တော်3နှစ်သားရဲစတည်ရတယ်3နှစ်သားရဲစတည်4နှစ်မှာကျွန်တော်မူဂျိုအကြောင်းစပွဲစတည်ပြီ Professional winner ကျွန်တော်17နှစ်10နှစ်17နှစ်လောက်မှာစာဝင်ပြီးတော့12နှစ်မှာ The Voice စတည်ပြီ The Voice ဒီတော့သူကပို့ပြီးတော့ထိန်းသိမ်းရတာပေါ့နော်အဲ့တော့ပြိုင်ပွဲလေးဖြစ်တာကိုပြိုင်ပွဲဖြစ်တော့သူအဆိုပြိုင်ပွဲဖြစ်တဲ့အတွက်အဆိုရီကိုမမအောင်တီးပေးရပါဘောဒီဘက်ကဘာ error မှဖြစ်လို့မရဘူး။မှန်ရင်အဲ့လိုတော့မရှိခဲ့ဘူးကြာတော်တော်ကြီးပြင်ဆင်ခဲ့ရဆိုတော့လေအရှိပိုင်းမှာတော့ရှိရပါတော့ရှိမှကလေးလေးတက်တီးမှာဆိုတော့မယုံညဘူး Outro 2 3 4ဒီနောက်ပိုင်းတော့ပြောင်းလဲသွားပါတော့ဒီနောက်ပိုင်းအဲ့ pop တွေ hip hop တွေကအစားဖန်နဲ့တီးတာပေါ့နော်အရင်တော့ DJ နဲ့ပဲတီးကြတာများတယ်လေခုနောက်ပိုင်းကျွန်တော်ကိုလမ်းပိုင်းနဲ့လည်းတီးပြတယ်ကိုရဲရဲအောင်နဲ့တီးပြတယ်မေတို့ပါအကုန်လုံးတီးပြတယ်ပေါ့နော်အဲ့လိုပြေဝမျိုးတော့မဟုတ်ပါဘူးဆက်တော့စူးစမ်းနေပါတယ်ဒါပေမဲ့ဟိုအဆင်ပြေပါတယ်ခုတည်းဒီနေ့ကတော့ Lobster ရဲ့ကျွန်တော်တို့ဒီမှာပေါ့နော်မင်္ဂလာမှာပြမှာပေါ့နော်ဒီကပထမဆုံး special screening ဖြစ်မယ်ဒီကတော့ဟိုဘယ်လိုပြောမလဲတက် Valentine Day special လုပ်ပေးရတာပါဗျာဒီနေ့လေးရ Valentine Day လည်းဖြစ်တယ်ပြီးတော့ကျွန်တော်တို့ရုံကလည်းတင်မနေလူသေးရပေါ့နော်လူသေးရဆိုတော့2လ3လလောက်နေတော့ရုံတင်တော့မယ်ဒါပေမဲ့ date တိကျတော့ကျွန်တော်တို့ပြင်ချင်ကြပြပါမယ်ဒါပေမဲ့အဲ့တော့ကိုဒီပရိသတ်တွေကိုfeedback လေးလည်းကျွန်တော်တို့ရတဲ့အတွက်ဒီအောင် special ပြန်လုပ်တာပါ character လေးကတော့ကျွန်တော်တို့ Via ဆိုတဲ့ကောင်လေးပေါ့နော် Via ဆိုတဲ့ chicken ကန်ကောင်လေးသူကအဲ့လိုအရန်လည်းမရင်ကျက်ဘူးကွာသူက drum D ရယ်အပြင်ကလိုပဲ drum D ရယ်အဲ့လိုကြည့်ကြကန်ကောင်းလေးပေါ့နော်သူကပြီး snow ဆိုရဲငယ်တငယ်ချင်းနဲ့သူတို့အဲ့လိုချစ်ကြကြိုက်ကြပေါ့နော် women's can တွေပါတယ် page မှာလည်းတက်တာပါတချို့တွေပါသေးရဲ့အဲ့ထက်ပိုပါသေးရဲ့ပေါ့နော်ဟုတ်ကဲ့ဟာအဲ့ခန်းလေးအမတ်တရားတော့အဲ့ကကျင်းတဲ့အခန်းကြီးရတော့ပေါ့နော်ဒီဝီရမှုနဲ့သွားတောက်လျှောက်ကတော့ရတယ်အဲ့ခန်းမှာကပြဿနာပါတက်လို့ဆိုတော့အခန်းကအိမ်နဲ့မီးပြတ်ပြီးတော့တကယ်လောက်တာတကယ်မီးပြတ်နေအိမ်နဲ့မီးပြတ်ပြီးအဲကွန်းကသူအဲ့ရိုက်ကူးလောက်တဲ့အိမ်မှာကျတော့ inverter မရှိဘူးပေါ့နော် inverter မရှိတော့အဲကွန်းကလည်းမနိုင်အဲ့ကောင်မနိုင်တော့အဲ့အချွေးချွေးနဲ့လည်းရိုက်ရတာဆိုတော့အဲ့ရေးဆိုးနေရလို့ချွေးလို့နဲ့ရောနေနေတော့အသက်ရှူလို့လည်းမရအဲ့လိုဒီကားနဲ့ပတ်သက်အဲ့ထူးခြားချက်ကတော့ပေါ့နော်ဒီ live sound နဲ့ကျွန်တော်တို့တကယ်တီးထားတဲ့ဟာတွေကို live ဖမ်းပြီးတော့ပြန်ပြီးတော့ပြန်တီးထားတာမရှိဘူးပေါ့နော်အဲ့ live တီးထားတော့မှတခါ live record လုပ်တာအဲ့တော့ကျွန်တော်တို့ DI လူတွေအတွက်ပြဿနာအရင်မဟုတ်ပေမဲ့ဒီ technician ပိုင်းပေါ့နော် technician ပိုင်းဒီ live ဖမ်းပြီးရဲ့လူတွေဟိုအတွက်သူတို့ကျ error မရှိပဲလုပ်ရတာအတန်ဒီ feedback မတက်အောင်လုပ်ရတယ်ပါဆိုတော့သူတို့ team အရန်ကောင်းလို့ပါလို့အဲ့ဒါတော့ဟုတ်ဒီကားမှာပါဝင်ရတော့အရန်ဂုဏ်ယူပါတယ်အရန်လည်းဝမ်းသာတယ်ဒီကားစခေါ်ရရတယ်ကိုစီစပြောရရတယ်ကိုစီတို့လည်းယုံတယ်ကိုပြည့်ကိုလည်းယုံတယ်ပေါ့နော်ဒီကားပါဝင်ရမယ့်ဒီ character တွေ Gwenry ပန်းအောင်အကုန်လုံးတူတူပဲပေါ့နော်အကုန်လုံးကတကယ်ကြိုးစားတဲ့လူတွေရွေးဆိုဟုတ်ကဲ့ဗျာအခုထိတော့ဘာမှမရှိဘူးပေါ့နော်ဒါပေမဲ့ဒီကြားထဲတခုပြောင်းရင်လည်းပြောင်းနိုင်တာပေါ့ဒါအခုထိတော့မစင်စားထားသေးပါဘူးဟုတ်ကဲ့ဗျာဟုတ်ကဲ့ဟုတ်ပါဗျာကျွန်တော်ဒီ feedback လေးလည်းလိုချင်လို့ပေါ့နော်ဒီကားရဒီကားကြည့်ပြီးတော့အကုန်လုံးတော့ surprise ပေါ့နော်ကျွန်တော်ကိုယ်တိုင် surprise ကျွန်တော်အိမ်ကလူတွေလည်း surprise ဒီရုပ်ရှင်ဆိုင်ရင်ပဲဆိုတော့ကျွန်တော်ရုပ်ရှင်ကမရိုက်ဘူးဆိုပြီးတော့လှုပ်ထားတာတော်တော်ကြာပြီမရိုက်ဘူးဆိုတော့ဟိုဖြစ်လို့မဟုတ်ဘူးဗျာကျွန်တော်တေးဥဆောင်မှန်းကျွန်တော်အားနေတယ်ကိုယ့်ကိုလည်းသိရပေါ့နော်ဒါပေမဲ့ဒီကားမှာတော့အများကြီးကြိုးစားထားပါတယ်ဟုတ်ကဲ့ drama လည်းကျွန်တော်ဒီလောက်ချက်တော့အလုပ်တွေလုပ်နေပါတယ်အခုကတော့ပွဲအရင်များရယ်ပေါ့နော်ဒီကြားပွဲတွေမှာအတွက်ကျွန်တော် music director လုပ်ပေးရတယ် drama လုပ်ပေးရတယ်ဒီကအတွက်တချင်းတိုက်တွေရောပါရောအချိန်တွေအရင်များရယ်ပေါ့နော်ဒီကတော့အများကြီးချိန်ပေးထားတယ်ဒီရုပ်ရှင်ဘက်အားကြောင့်လည်းမလင့်နိုင်တာပါဘူးဟုတ်ကဲ့ဗျာ drama ကျွန်တော်3နှစ်သားရဲစတည်ရတယ်3နှစ်သားရဲစတည်4နှစ်မှာကျွန်တော်မူဂျိုအကြောင်းစပွဲစတည်ပြီအဲ့ထဲကတော့တောက်လျှောက်တီးလိုက်တာပေါ့အခုဒီ professional winner ကျွန်တော်17နှစ်10နှစ်17နှစ်လောက်မှာစာဝင်ပြီးတော့12နှစ်မှာ The Voice စတည်ပြီဟုတ် The Voice ဒီတော့သူကပို့ပြီးတော့ထိန်းသိမ်းရတာပေါ့နော်အဲ့တော့ပြိုင်ပွဲလေးဖြစ်တာကိုပြိုင်ပွဲဖြစ်တော့သူအဆိုပြိုင်ပွဲဖြစ်တဲ့အတွက်အဆိုရီကိုမမအောင်တီးပေးရပါဘောဒီဘက်ကဘာ error မှဖြစ်လို့မရဘူးဒီဘက်ကတခုမှလို့အဆိုတော်မှလို့ရှိရင်အဆိုတော်ကကျွန်တော်ကြောင့်ပြုတ်တာဆိုဖြစ်သွားမှာလေအဲ့တော့ကျွန်တော်ဘက်ကအများကြီးတေချာအောင်လုပ်ရတယ်ကျွန်တော်ဒီ note တွေအစားအကုန်လုံး quality လုပ်ရပါတော့အချိန်မှာအချိန်တွေအများကြီးယူရတယ်ဟုတ်မှန်ရင်အဲ့လိုတော့မရှိခဲ့ဘူးကြာတော်တော်ကြီးပြင်ဆင်ခဲ့ရဆိုတော့လေဟုတ်အရှိပိုင်းမှာတော့ရှိရပါတော့အရှိမှာကလေးလေးတက်တီးမှာဆိုတော့မယုံညဘူးမယုံကြတော့အဲ့လိုပါကလည်းတိုင်ပတ်တာပေါ့နော်ပါတခုပြလို့ပြလုံးကလည်းဆိုတော့ကျွန်တော်လူကြီးတယောက်ခေါ်ထားလူကြီးတယောက်နဲ့တယောက်တော့ဒီပေါ့အဲ့လိုမျိုးပြန်လုပ်ရရှိတယ်တချို့ကျတော့တိတ်မယုံကြဘူးပေါ့နော်အဲ့တော့ဟုတ်လို့ပါကျွန်တော်ကတော်တော်သေးသေးလေးဖြစ်နေအဲ့တော့အဲ့လိုပြေဝမျိုးတော့မဟုတ်ပါဘူးဆက်တော့စူးစမ်းနေပါတယ်ဒါပေမဲ့ဟိုအဆင်ပြေပါတယ်အခုတည်းဟုတ်ကဲ့ဒီနောက်ပိုင်းတော့ပြောင်းလဲသွားပါတော့ဒီနောက်ပိုင်းအဲ့ pop တွေ hip hop တွေကအစားဖန်နဲ့တီးတာပေါ့နော်အရင်တော့ DJ နဲ့ပဲတီးကြတာများတယ်လေခုနောက်ပိုင်းကျွန်တော်ကိုလမ်းပိုင်းနဲ့လည်းတီးပြတယ်ကိုရဲရဲအောင်နဲ့တီးပြတယ်မေတို့ပါအကုန်လုံးတီးပြတယ်ပေါ့နော်တီးပြတဲ့အချိန်မှာ back and track တွေပါလောက်တာအစားပြီးတော့ကျွန်တော် music producer လည်းဖြစ်တော့ producer လုပ်ပေးရပါပေါ့နော်arrange လုပ်ပေးရပါလို့ဖြစ်တော့အချိန်ပူပေးရပါဒီ artist တွေအကုန်လုံးကကျွန်တော်နဲ့ဆက်ဆံရေးအကုန်အဆင်ပြေပြီးလို့ရှိရင်အဲ့လိုတခုလောက်ခိုင်းပြီဆိုလို့ရှိရင်ကျွန်တော်အပြည့်အဝယုံကြည်ရပါတော့ယုံကြည်ပြီးအကုန်လုံးအပြည့်အဝလောက်ခိုင်းတော့ကျေးဇူးတင်ပါတယ်လို့အဲ့လိုယုံကြည်ရတာကိုယ့်
အရှိမတာကိုမျိုးလေးဒါ professional ဆန်ခဲ့လို့ ဟုတ်ကဲ့ဟုတ် မျိုးလေးရှိလို့သူယုံကြည်ရလို့ထင်တယ် ဟုတ်ကဲ့ဟုတ်ကျွန်တော်အရှိမှလည်းကျွန်တော်ကြိုးစားခဲ့တာမြင်လို့ထင်ပါတယ်ကျွန်တော်အရှိမှလည်းတောက်လျှောက်တော့တီးနေရပဲဆိုလေတီးရမြင်ပြီးပဲပြောရတင်ပါတယ်တကူတော့ဘယ်တိုင်းမှာပဲဒီနေ့ကတကူတော့မှအပွဲတွေတော့အောင်မှာပေါ့နော်ပြီးလို့ရှိရင် DA access ဆိုတဲ့ပွဲရှိပါသေးတယ်ဟုတ်ကဲ့နေ့နေ့တိုင်း chocolate တော့သူ့နဲ့သူတော့စားရတယ်သူ့နဲ့သူတော့စားရတယ်ဘလို့ဘယ်နဲ့ဘလို့ရောက်လာလို့မစားတော့စားချစ်သူစုံတွေလေအများကြီးပို့ချင်နိုင်ကြပါစေရည်စားမရှိတဲ့လူတွေရည်စားမြင်ရပါစေဒါပဲပေါ့နော်ဒီကားလေးယုံတင်လို့ရှိရင်လည်းအားလုံးလာရောက်အားပေးဖို့ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်ကျွန်တော်လည်းအများကြီးကြိုးစားထားပါတယ် feedback လေးလည်းလိုချင်ပါတယ်လို့အားလုံးကျေးဇူးအများကြီးတင်ပါတယ်